အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ Function Sort Made Parts of the Human Digestive System ဖြစ်ပါတယ်လူအစာချေစနစ်မှာပါဝင်တဲ့အဓိကအစိတ်ပိုင်းတွေနဲ့လှုပ်ဆောင်ချက်များလူအစာချေစနစ်မှာပါဝင်တဲ့အဓိကအစိတ်ပိုင်း၈ခုရှိပါတယ်အစာချေစနစ်လမ်းကြောင်းကပါးစပ်ကနေစတင်ပြီးစအိုမှာအဆုံးသတ်ပါတယ်ပါးစပ်ဆိုတော့ mouth ဖြစ်ပါတယ်စအိုကတော့ anus ဖြစ်ပါတယ်နောက်နှစ်ချက်ကအစာနဲ့ပတ်သက်တာဖြစ်ပါတယ်အစာရည်မျိုး esophagus gullet အစာအိမ် stomach ဖြစ်ပါတယ်နောက်နှစ်ချက်ကဥသိမ်းနှစ်ခုဖြစ်ပါတယ်ဥသိမ်းထိပ်ပိုင်းနဲ့ဥသိမ်းနောက်ပိုင်းဥသိမ်းထိပ်ပိုင်း duodenum ဥသိမ်းဥလို့လည်းခေါ်ပါတယ်ဥသိမ်းနောက်ပိုင်း ileum ဥသိမ်းနှစ်ချက်ပြီးတဲ့အခါဥမကြီးနှစ်ချက်ဖြစ်ပါတယ်ဥမကြီးထိပ်ပိုင်းနဲ့ဥမကြီးနောက်ပိုင်းဥမကြီးထိပ်ပိုင်းက colon ဥမကြီးရဲ့နောက်ပိုင်းက rectum ဖြစ်ပါတယ် rectum မှာတော့မချေဖြတ်နိုင်တဲ့အစားအစာတွေကမစင်ဖြစ်ခိတတူလောင်တဲ့နေရာဖြစ်ပါတယ်အဲ့ဒါပြီးတော့အစာတွေကိုစွန့်ထုတ်မယ် anus စအိုဖြစ်ပါတယ်လူအစာချေလမ်းကြောင်းမှာပါတဲ့အဓိကအစိတ်ပိုင်း၈ခုကိုပြန်ကြည့်မယ်ဆိုရင် mouth ပါးစပ် esophagus gullet အစာရည်မျိုးအစာပြွန် stomach အစာအိမ် duodenum ဥသိမ်းဥသိမ်းထိပ်ပိုင်း ileum ဥသိမ်းနောက်ပိုင်း colon ဥမကြီးထိပ်ပိုင်း rectum ဥမကြီးနောက်ပိုင်း anus စအိုဖြစ်ပါတယ် mouth ပါးစပ်ရဲ့လှုပ်ဆောင်ချက်၅ချက်အစာချေစနစ်မှာပါတဲ့ပါးစပ်ရဲ့လှုပ်ဆောင်ချက်တွေကတော့အစာထည့်သွင်းခြင်းသွားနဲ့စက်ပိုင်းဆိုင်ရာကြိတ်ချေခြင်းအစာထဲမှာပါတဲ့ကစီချက်ကိုတရွေးမှာပါတဲ့ amylase enzyme နဲ့ဓာတုဆိုင်ရာခြေဖြတ်ခြင်းအစာနဲ့တရွေးအန်ဆိုင်ရောနေတဲ့အစာလုံးကိုဖြစ်ပေါ်စေခြင်းအဲ့ဒီအစာလုံးကိုရှာရဲ့အကူအညီနဲ့ညှို့ချခြင်း esophagus gullet အစာပြောသို့မဟုတ်အစာရည်မျိုးကအစာလုံးကိုပါးစပ်ကနေအစာအိမ်စီကိုပို့ပေးပါတယ်ဘလို့နည်းနဲ့ပို့ပေးလို့ဆိုရင်ဥလိုင်းထခြင်းနီးကြက်သားတွေလှိုင်းတွရွေ့ရှားမှုနည်းဖြင့်ပို့ပေးပါတယ် stomach အစာအိမ်ကဟိုက်ဒရိုကလိုရစ်အက်ဆစ်ကိုထုတ်ပေးပါတယ်ဟိုက်ဒရိုကလိုရစ်အက်ဆစ်ကတော့အစာထဲမှာပါတဲ့ဘက်တီးရီးယားတွေကိုသေစေပြီးတော့ pepsin အန်ဇိုင်းတွေကိုအလုပ်လုပ်စေဖို့အတွက်တင့်တော်တဲ့ pH ကိုထောက်ပံ့ပေးပါတယ်အစာချေရည်ကိုလည်းထုတ်ပေးပါတယ်အစာချေရည်ထဲမှာ active မဖြစ်သေးတဲ့ pepsinogen တွေပါဝင်ပါတယ်အဲ့ဒီ pepsinogen နဲ့ hydrochloric acid ထိတွေ့တဲ့အခါမှာတော့ active ဖြစ်တဲ့ pepsin ဖြစ်လာပါတယ်အဲ့ဒီ pepsin အန်ဇိုင်းက protein ကိုပတ်တိုက်အဖြစ်ခြေဖြတ်ပေးပါတယ်အန်ဇိုင်းနေနဲ့အစာတွေကိုသမအောင်ရုံးမွေခြင်းအဖြစ်ဩဇာရည်ကိုဖြစ်ပေါ်စေပါတယ် duodenum ဥသိမ်းထိပ်ပိုင်းသို့မဟုတ်ဥသိမ်းထိပ်ပိုင်းက pancreas ကလာတဲ့ pancreas ရဲ့အရည်တွေကိုလက်ခံတယ်လို့အသေးကလာတဲ့သဲချည်ရည်ကိုလက်ခံပါတယ်ပြီးတော့အစာအိမ်ကလာတဲ့အက်ဆစ်ဓာတ်များတဲ့ဩဇာရည်ကိုလည်းဓာတ်ပြည့်စေပါတယ်ဥသိမ်းကကစီချက်ပရိုတင်းနဲ့အဆီတို့ကိုဓာတုဆိုင်ရာခြေဖြတ်ဖို့အတွက် pancreas ကလာတဲ့ pancreatic juice တွေကိုလက်ခံပါတယ်အဆီတွေကိုသေးငယ်တဲ့အဆီဆက်လေးတွေဖြစ်ပေါ်ဖို့အတွက်ရုပ်ပိုင်းဆိုင်ရာခြေဖြတ်ဖို့အသေးမှလာတဲ့သဲချည်ရည်ကိုလက်ခံပါတယ်အန်ဇိုင်းတွေအတွက်တင့်တော်တဲ့ pH ကိုထားရှိဖို့အစာအိမ်ကလာတဲ့အက်ဆစ်ဓာတ်များတဲ့ဩဇာရည်ကိုအက်ဆစ်ဓာတ်ပြည့်စေပါတယ် maltose ကို glucose ဖြစ်ပြောင်းလဲဖို့အတွက် maltase အန်ဇိုင်းကိုစစ်ထုတ်ပါတယ် peptide ကို amino acid ဖြစ်ပြောင်းဖို့အတွက် peptidase အန်ဇိုင်းကိုစစ်ထုတ်ပါတယ် ileum ဥသိမ်းနောက်ပိုင်းဥသိမ်းအတွင်းနေရာမှာရှိတဲ့အန်ဇိုင်းတွေက maltose နဲ့ peptides ကိုပို့ပြီးတော့သေးငယ်တဲ့အစိတ်ပိုင်းလေးတွေဖြစ်အောင်ဓာတုဆိုင်ရာခြေဖြတ်ခြင်းကိုဆက်လက်ဆောင်ရွက်ပါတယ်ကျဉ်ညက်သွားတဲ့အစာမော်လီကျူအာဟာရဓာတ်တွေကိုဥသိမ်းမှရှိတဲ့ဗလိုင်လေးတွေကစုပ်ယူပါတယ်ပြီးတော့အဲ့ဒီအာဟာရဓာတ်တွေကိုသွေးကြောတွေကနေတဆင့်ခန္ဓာကိုယ်ရဲ့တခြားအစိတ်ပိုင်းတွေစီပို့ဆောင်ပေးပါတယ် colon ဥမကြီးထိပ်
မကြည်ညက်သေးတဲ့အစာတွေကရည်တွေကိုဆိုယူပါတယ်အသေးစီကိုပြန်ဖို့အတွက်စားတတ်ပါတဲ့သေးချီရည်ကိုဆိုယူပါတယ် rectum ဥသိမ်းနောက်ဖျားပိုင်းမကြည်ညက်တဲ့အစာဘက်တွေဖြစ်တဲ့မစင်တွေကိုခိတ္တသိုးလောင်ထားပါတယ် anus စအိုမစင်တွေကိုစွန့်ထုတ်ခြင်းပြုလုပ်ပေးပါတယ်အနည်းချုပ်အနေနဲ့ပြောမယ်ဆိုရင်အစာချေစနစ်ဆိုတာပါဇက်ကနေအစာကိုစားလိုက်တဲ့အခါအစာချေလမ်းကြောင်းတစ်လျှောက်မှာအစာချေခြင်းနဲ့စုပ်ယူခြင်းဆိုတဲ့အဓိကလုပ်ငန်းစဉ်ကြီးနှစ်ခုကိုလှုပ်ဆောင်ပြီးတာနဲ့ကြံရှိတဲ့အညစ်အကြေးတွေကိုစွန့်ထုတ်တဲ့စနစ်ပဲဖြစ်ပါတယ်အစာချေခြင်းမှာ mechanical digestion ရုပ်ပိုင်းဆိုင်ရာခြေဖြတ်ခြင်းနဲ့ chemical digestion ဓာတုဗေဒနည်းအားဖြင့်ခြေဖြတ်ခြင်းတို့ပါဝင်ပါတယ်။ mechanical digestion ကသွားတွေနဲ့ကြိတ်ဝါးတာအစာအိမ်နဲ့ဥလန်းချောင်းကကြက်သားတွေလှုပ်ရှားပြီးအစာကိုမှွေတာစတာတွေပါဝင်ပါတယ်။ chemical digestion မှာတတွေအစာအိမ်ရည်သေးချေရည်ပန်ခရီယက်ရည်စတဲ့ဓာတုအရည်တွေအန်ဇိုင်းတွေနဲ့အာဟာရဓာတ်ကြီးတွေဖြစ်တဲ့ဂစီဓာတ်ပရိုတီန်းအဆီတွေကိုခန္ဓာကိုယ်ကစုပ်ယူနိုင်မဲ့အသေးငယ်ဆုံးသောအစိတ်ပိုင်းတွေဖြစ်တဲ့ glucose amino acid fatty acid တွေအဖြစ်ဖြိုခွဲလိုက်တာဖြစ်ပါတယ်ဒီလိုအပြည့်အဝဖြိုခွဲပြီးတဲ့အခါဥသိမ်းမှရှိတဲ့ဗလိုင်လေးတွေကအာဟာရဓာတ်တွေကိုဆုပ်ယူပြီးသွေးထဲကိုပို့ပေးပါတယ်ဥမာကြီးကရေတွေကိုပြန်ဆုပ်ယူပြီးမစင်ဖြစ်စအူကနေဆွန့်ထုတ်လိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်